ဒီရုပ်ရှင်ကားတကားလုံးကိုအရှုပ်ထုတ်တွေဖြစ်စေမဲ့ဇိုလိုဇိုဆိုတဲ့ပုဂ္ဂိုလ်ကဘိန်းဖြူရောင်းဝယ်ရေးလုပ်ငန်းလာဆွေးနွေးတဲ့အခန်းဖြစ်ပါတယ်။ Tom မင်းတိတ်မပင်မမဟုတ်နော်ကျွန်တော်လေရင်ပေါ်မှာအိတ်လာတယ်ကျွန်တော်မှာဇိုလိုဇိုရဲ့ဖိုင်ရှိတယ်သူကတက်ဆိုတဲ့နာမည်နဲ့နာမည်ပိုကြီးတယ်ဓာတ်ထိုးပတ်ဆက်တယ်အလုံးနဲ့ပတ်သက်လာရင်အဲ့တော့ဒီမူရစေဝါပဲဒီတူရကီမှာသူ့ရဲ့ဒီဘိန်းဖြူစိုက်ခင်းရှိတယ်အဲ့ဒီဘိန်းဖြူတွေကိုစစ်စတီကျင်းဝင်ယူလာပြီးတော့နံပါတ်4ရအောင်တန့်စင်တယ်ပေါ့သူလိုချင်တာကဆရာကြီးစီကငွေသားအရင်ကြီးရဲ့ဆရာကြီးနဲ့ပတ်သက်တဲ့ဥပဒေအကာအကွယ်အဲ့ဒါတွေသူလိုချင်တယ်ဇိုလိုဇိုရဲ့နောက်မှာဒီနယူးယောက်မှာရှိတဲ့တာတက်လီယာ family ရှိတယ်စန်တီနိုမင်းသဘောထားကဟောဘယ်လိုလဲဘိန်းဖြူကတော့ငွေအများကြီးရမှာကျွန်တော်ကတော့သဘောကျတယ်ခင်ဗျဘိန်းဖြူလုပ်ငန်းကငွေအများကြီးဝင်မှာငါတို့မလုပ်လဲတခြားသူတွေလုပ်မှာအထူးသဖြင့်ငါတို့အီတာလီယန်မာဖီးယားတွေငါတို့မှာလောင်ကစားယုံတွေရှော့ဘီတွေရှိတယ်ဆိုပေမဲ့မူရစေးပွားလုပ်ငန်းကပိုပြီးဝင်ငွေကျန်းတယ်တခြား family တွေကဒီလုပ်ငန်းကိုလုပ်တဲ့အခါဝင်ငွေပိုကျန်းလာမယ်ဝင်ငွေတွေများလာတဲ့အခါကျတော့ political power တွေပိုဝယ်လာနိုင်မယ်အဲ့တော့ငါတို့နောက်ကျပြီးကြံခဲ့လိမ့်မယ်အခုလောလောဆယ်တော့မဟုတ်ဘူးနောက်9နှစ်10နှစ်ကြာတဲ့ခါကျရင်ကဲတွန်ကိုလီယိုနီငါဒီနိုင်ငံမှာရှိတဲ့ကြီးကြီး master တွေနဲ့တည်တဲ့တငယ်ချင်းတယောက်ကိုလိုချင်တယ် US dollar 1 million cash အကူအညီလိုချင်တယ်အမိသားစုအတွက်အကျိုးမြတ်ကဘာရှိမှာလဲဒေါ်လာတွေတန်းချီဝင်အောင်ငါလုပ်ပေးမှာပါမင်းကအလုပ်ကိုအလုံးနဲ့တူအောင်လုပ်တတ်တဲ့လူတယောက်လို့ငါသိရတဲ့အတွက်ဒီလေးစားလက်ခံတွေးဆောင်လာပါဒါပေမဲ့အန်ကေကလည်း no လို့ပဲပြောရမှာပါဘာကြောင့်လဲဆိုတော့ငါပြောမယ်ဟုတ်တယ်ငါမှနိုင်ငံရေးလူကြီးပိုင်းအသည့်တွေအများကြီးရှိတယ်ဒါပေမဲ့ငါဒီလုပ်ကိုလုပ်ရင်တော့သူတို့ကငါ့ကိုတငယ်ချင်းတော်ချင်မှာမဟုတ်တော့ဘူးမွေးစေပါလုပ်ငန်းဆိုတာတမအာဇီဝမကြဘူးလေဟုတ်တယ်မလားငါတော့ကတော့ဘာမှထူးမခြားသွားဘူးလေဘဝရက်တည်တစ်ခုတော့မင်းရဲ့လုပ်ငန်းကနည်းနည်းအနေရရှိတယ်မင်းရဲ့မီလီယံဒေါ်လာတွေအတွက်စိတ်မချဘူးဆိုရင်တတလီယာ family ကတာဝန်ယူမှာပါအော်မင်းဆိုလိုတာကတတလီယာ family ကတာဝန်ယူမယ်ပေါ့အဲ့ဒီလိုမစင်မချင်းလူကြီးတွေစကားပြောတာကိုဝင်ပြောလိုက်တဲ့အခါကျတော့ဇိုလိုဆိုကရိပ်မိသွားတယ်သူ့ရဲ့ဒီဘိန်းဖြူစီမံကိန်းကိုအဖိုးကြီးတယောက်ကပဲစိတ်ဝင်စားတာကျန်တဲ့လူတွေစိတ်ဝင်စားတယ်ဆိုတာသူသိသွားတယ်သဘောမတူမှုနဲ့အတူအစီအဝေးကပြီးဆုံးသွားပါတယ်စန်တီနိုလောင်မင်းဘယ်လိုဖြစ်သွားတာလဲမင်းအောင်နောက်ကအဲ့မိန်းမတွေရှုပ်ပြီးတော့ကြောင်တောင်ဖြစ်သွားတာလားမင်းဘာတွေးနေလဲဆိုတော့မိသားစုပြင်ပကလူတွေကိုနောက်ဘတော်မှမပြောမိစေနဲ့အဲ့ဒါနဲ့ပဲဆိုလို့ဆိုကသူ့ရဲ့အစီအစဉ်ကိုသဘောမတူတဲ့ Godfather ကိုလုပ်ကြံလိုက်တယ်အဲ့မှာဇလန်းတွေစပြီပေါ့ဗျာနော်